ဘုံကြီးရင်နဲ့ကျောင်းတက်ကြီးတွေတဲခြင်းနဲ့ဘွဲတွေရခြင်းနဲ့ PhD တွေရခြင်းနဲ့ character ညံ့ရင်မရောက် character is a power မင်းတို့ဘုံကြီးရင်နဲ့တကူကြီးရင်နဲ့ကျောင်းတက်ကြီးတွေတဲခြင်းနဲ့ဘွဲတွေရခြင်းနဲ့ PhD တွေရခြင်းနဲ့ဒီလစ်တွေရခြင်းဓမ္မပြာကနေဓမ္မစီယဧကပါဏိတာသတ္တမဇောတိကရထဂုရုဘွဲတွေရခြင်းကာရိုက်တာညံ့ရင်မရောက်ထောက်ခံစာအမျိုးမျိုးနဲ့ဒီကနေ့အဲ့ဒီဘွဲတွေအတွက်လောက်ကြတယ်အရေးကြီးတာက character is a power ဒါအဲ့ဒါဆရာဥပ္ပယောကနောက်နှစ်ပတ်လောက်ကြာတော့ပြန်လာအတန်းထဲမှာအဲ့ဒီစာအုပ်ကလေးကိုင်းလာစာအုပ်ရှိမှအဲ့ဒီမှာသိတာ character ဘာလဲတကူကြီးရင် character ကောcharacter ဆိုတာ5ပါးသီလ10ပါးသီလဗတိမောက္ခသာဝရသီလအဲ့ဒါလောက်ပြောတာမဟုတ်ဘူးအကုန်တော်ရခုဘောမမရှိဘူးဆိုတဲ့ကမင်းတို့က character ညံ့တယ်ရေးစရာမှတ်စုစာအုပ်မပါဘဲနဲ့ထိုင်ထားတယ်မပြောလိုက်အကုန်လုံးလွတ်ရတော့မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတွေဖြစ်အဲ့ဒီတဲက character ပြက်ဟုတ်လားတို့ကတော့ဘယ်ပွဲသွားသွားမဆူစာအုပ်တဲ့မဘောပင်နဲ့တို့ကဒီလိုသွားတယ်ဂုတိဒီတိုင်းသွားတယ်ရေးစရာရှိတာရေးပတ်ငါဒီလိုနှုတ်စာအုပ်ဖုံးအုပ်ပြေးသွားပြီဒီစာအုပ်မပြေးသေးဘူးကျန်တဲ့ဘုံအုပ်ပြေးနေပြီရေးထားအစည်းအဝေးတွေဟိုကပြောတရားပြောမှတ် Character is a power အဲ့ဒါစာအုပ်ဗျာရာဟုတဲ့ဆိုမာစတာတန်းမှာပြဋ္ဌာန်းတဲ့စာအုပ်ရဲ့နာမည်အဖုံးလေးမှာရိုက်ထားတယ် Character is a power power ဆိုတဲ့တကူဟာဘယ်ရ character ရcharacter ဆိုတာငါမသီလာလောက်မဟုတ်ဘူး7ပါးသီလာလောက်မဟုတ်ဘူးပါတိမောက္ခသံဝရသီလာလောက်မဟုတ်ဘူးပါတိမောက္ခလည်းပဲနားလည်အောင်လုပ်တာပါတိဆိုတာကြာသွားပါတိရတဲ့ပဲပါမောက္ခမဖြစ်တော့လွတ်မြောက်ကြာဆုံးခြင်းမှာလွတ်မြောက်အောင်ကျင့်ကြအဲ့ဒါပါရိမောက္ခဟုတ်လားအဲ့ဒါတွေက character တွေပဲ